ကျွန်တော်ဒီနေ့ဒီ Zen 0 ပုံဝယ်လေးကိုကျွန်တော် sticker လေးထုတ်ပြစတစ်ကာထဲထုတ်တဲ့မုတ်လေးချိန်ပြပေးတော့မှာဖြစ်ပါတယ်ဗျ။ Okay ကျွန်တော်ဒီ sticker လေးတွေကိုဆက်လေးတဲ့ရှစ်ထည့်မယ်။ကျွန်တော်တို့ဆက်လေးတဲ့ထည့်ပြီးတော့เนาะကျွန်တော် power flow လေးကိုတစ်ချက်နှိပ်မယ်ဗျ။နှိပ်ပြီးကျွန်တော်မုတ်ချိန်မယ်။ Okay အလဲကောင်းခလုတ်လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ရင်အဲ့မှာကွန်မုံဆိုရရှောက်တစ်ချက်သွားမယ်ဗျအလဲကောင်းခလုတ်လေးနဲ့ပဲ။ Okay ကျွန်တော်ကွန်မုံရရင်ကျွန်တော် okay လေးဒီဘက်ကပေးရဟာလေးနှိပ်ပြီးမယ်။ပြီးတော့ကျွန်တော်ဒီ sticker ထုတ်မှာဆိုတော့ကျွန်တော် TSPM မုတ်ကိုပြောင်းပေးရမယ်ဗျအလဲခလုတ်လေးနဲ့ပဲ။ Okay ရောက်သွားရင်ကျွန်တော်ပေးရ okay လေးတစ်ချက်နှိပ်မယ်။ရှင်းပြီးတော့ရင်ကျွန်တော်ဒီ label paper တိုက်ဆိုပြီးတော့အဲ့ဒီကိုတစ်ချက်သွားနှိပ်ပေးမယ်ဗျ။ Okay label paper နဲ့ရရင်ကျွန်တော် okay လေးကိုတစ်ချက်နှိပ်မယ်။ရပြီဆိုရင်ကျွန်တော်တို့ဒီ sticker ထုတ်မဲ့အတွက်ကျွန်တော်တို့ gas မှတ်ဖို့လိုရဗျအဲ့ဆိုတော့ gas ဆိုတဲ့နေရာလေးကိုသွားမယ်။ Okay ရပြီဆိုရင်ကျွန်တော် okay လေးတစ်ချက်နှိပ်မယ်။ပြီးတော့ရင်ဒါဆိုတော့မုတ်ချိန်ပြီးကျွန်တော်တို့ power လေးတော့တစ်ချက်ပြန်ပိတ်ပေးရရဗျ။ရပြီဒါဆိုရင်ကျွန်တော်တို့ power လေးကိုပြန်ဖွင့်ပြီးတော့ကျွန်တော်တို့ဖုန်းလေးနဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါပြီဗျ။ကျွန်တော်ဒီဖုန်းလေးနဲ့ချိတ်ဆက်မယ်ဆိုတော့ဒီ user လေးကို Bluetooth လေးနဲ့ချိတ်ပေးရမယ်အဲဆိုတော့ကျွန်တော် Bluetooth လေးကိုတစ်ချက်ဝင်မယ်။တွားရင်ပေါ်လာလိမ့်မယ်ဗျသူ printer 001ဆိုတာအဲ့ဒါလေးကိုနှိပ်ပေးရမယ်။ပြီးတော့ရင်ဒီမှာအပေါ် password က0လေးလုံးထားလို့ရတယ်1 2 3ထားလို့ရတယ်ကျွန်တော်ကတော့ဒီ0လေးလုံးလေးပဲထားပြီးတော့ဒီအမှန်ချင်းလေးတော့နှိပ်ပေးရဗျ။ Okay ပြန်နှိပ်ပြီးတော့ကျွန်တော်ချိတ်ဆက်သွားရင်ကျွန်တော်ချိတ်သွားပြီဆိုရင်ကျွန်တော်ဒီ open label ဆိုရဲ app လေးတွေဝင်မယ်။ဝင်ပြီးတော့ရင်ဒီ app လေးဝင်ပြီးဒီထဲမှာ printer လေးဆက်ချိတ်ပေးရဗျ။ဆိုတော့ကျွန်တော်အပေါ်မှာ Bluetooth နဲ့ချိတ်ထားတဲ့ဒီ001 printer လေးပေါ်နေအဲ့ဒါလေးနှိပ်ပြီးတော့ရင်ကျွန်တော်ဒီ mode ကိုနှိပ်မယ်။ mode နှိပ်ပြီးတော့ရင်ကျွန်တော်ဒီပြောင်းပေးရမယ်ပေါ့နော်ကျွန်တော် sticker လေးထုတ်မှာဆိုတော့ဒီ TSCM mode ကိုပြောင်းပေးရတယ်အဲ့ဒါလေးနှိပ်ဒါဆိုတော့ရသွားပြီဗျကျွန်တော်တို့ sticker လေးထုတ်လို့ရပြီ။ Okay ထွက်ပြီးတော့ကျွန်တော်တို့ sticker လေးထုတ်မယ်ဆိုရင်ဒီ site လေးတော့ရွေးပေးရတယ်ဒီထဲမှာထည့်ထားတဲ့ကျွန်တော် site လေးကကျွန်တော်40 30 site လေးထည့်ထားရဗျအဲ့ဆိုတော့ကျွန်တော် sticker site လေးကိုဒီပေါ်မှာ40 30ထည့်ပြီးတော့ထည့်ပြီးသွားလို့ရှိရင်ရပြီကျွန်တော်ဒီထဲကိုသွားပြီးတော့ကိုကြိုက်တာဒီ sticker လေးပေါ်မှာကိုကြိုက်တာထည့်ရုံပဲဗျကျွန်တော်တို့အရင်ဆုံးဒီ test လေးရေးမယ်နော်အဲ့ဒါတော့ကျွန်တော်တခုဘာဖြစ်ဖြစ်ကြိုက်တာရေးလို့ရတယ်ဗျတခုကျွန်တော်ရေးပြလိုက်မယ်ဗျ Okay ဒီမှာဆိုတော့ကျွန်တော်ဒီ iMode 70 Pro ဆိုပြီးရေးတယ်ရေးပြီးတော့ကျွန်တော်ဒါကြိုက်တာလုပ်လို့ရတယ်ဗျကြက်တော့ပြောင်းလို့ရတယ်ကျွန်တော်တို့ဒီဘိုးလေးပဲအမဲအောင်လေးတင်ထားလိုက်မယ်ပေါ့နော်ပြီးအလဲလေးကိုပို့ Okay ရပြီဆိုရင်ကျွန်တော်ဒီ barcode လေးထုတ် barcode number လေးလုပ်လို့မယ်ဒါကတော့ချစ်လုံးကိုကြိုက်တာထည့်လို့ရတယ်ကျွန်တော်တို့ဒီစင်ပြာလေးပဲချစ်လုံးထည့်ထားလိုက်တယ်အဲဆိုတော့ဒီထည့်တဲ့ခဏပုံမူဒီ barcode ပုံစံလေးရတော့ပွဲတယ်ဗျ Okay ဒါတော့ကိုလို sticker ပေါ်မှာကိုလိုချင်တဲ့ပုံစံလေးနေရာကိုထားမယ်ဒီအောက်မှာသူကဈေးနှုန်းလေးပါလေးလည်းတစ်ခါရေးလို့ရတယ်ကျွန်တော်တော့ရေးမပြတော့ဘူးဗျဒီနာမည်လေးနဲ့ barcode လေးနဲ့ပဲတစ်ချက်ရေးပြမယ် Okay ဒါလေးထုတ်မယ်ဆိုတော့ဒီ print လေးကိုနှိပ်မယ်ပြီးတော့ထုတ်မယ်ဆိုရင်ကျွန်တော်ဒီထဲမှာတစ်ခုနှစ်ခုကြက်တဲ့လောက်ထုတ်လို့ရတယ်ဗျကျွန်တော်နှစ်ခုလောက်ပဲအရင်ဆုံးထုတ်ပြမယ် Okay ဒါဆိုတော့ကျွန်တော် sticker လေးရပါ